စိတ်အကျဉ်းသားအခန်းလေးဟမ်အဖေတို့လိုက်လာပြီတဲ့တရားဘက်ကိုအမြန်မောင်းပါလမ်းမကြီးပဲတော်လှမ်းမှာအသက်ရဲ့ဖေနဲ့ကိုတစုဟာဆိုင်ကယ်ရီကိုစီနဲ့တရားဘက်ကိုဦးတည်လာနေတာကိုခံရည်လှမ်းမြင်နေရတာမို့ကြောက်စိတ်နဲ့ကျွန်တော်လည်းဆိုင်ကယ်ကိုအရှိန်မြင့်ပြီးမောင်းထွက်လိုက်ပါတယ်သူတို့များကျွန်တော်တို့ညကိုပြန်ပြီးသွားရင်ဆိုရင်စိုးရိမ်စိတ်တို့ဟာငယ်တဲ့ကိုစောင့်တက်ခါလူကပူထူးပြီးတရားတစ်ဖက်ကိုရအောင်အမြဲဆုံးကြော်ဖြတ်ဖို့ကိုသာစိတ်ဆောနေမိပါတယ်တရားတစ်ဖက်ကိုလွန်ရင်တခြားမြို့ကြီးနှစ်မြို့ကိုတလန်းစီခွဲသွားမယ်လမ်းတစ်ခွဆုံရှိပြီးဘယ်လမ်းကိုပဲလိုက်ဘေးပင်ညမှာတော်လန်းလေးတွေအများကြီးရှိနေတာမို့သူတို့မထင်မှတ်ထားတဲ့လမ်းတွေတစ်ခုထဲမှာခိတ္တပုံခိုလို့ရနိုင်တယ်ငါဟောင်းတခြားပတ်ထားတော့တဲ့အေးပါငါသိပါရဲ့လောကမှာအများဆုံးမောင်းပါဟင်းအသက်ကိုအော်ပြီးသတိပေးရင်ဒီဘာကိုအဆန်းကိုထပ်တင်လိုက်တော့ဆိုင်ကယ်ကမြေပြင်ကိုထိရလို့မထင်ရတော့အရှင်ပြင်းပြင်းနဲ့တည့်ရပြေးနေပါလေနောက်ကလိုက်လာသူတွေလည်းကျွန်တော်တို့ကိုမြင်သွားပြီလို့ထင်ပါတယ်တရားကိုရောက်ခံပြီးရှေ့ကိုပြုံးကြည့်လိုက်တော့တရားရဲ့တစ်ဖက်ထိပ်လမ်းခွဲမှာကားနှစ်စီးရပ်ထားပြီးတော့အမျိုးသားတချို့စောင့်တိုင်းနေတာကိုဝိုးတော်အလှမ်းမြင်ရပါတယ်စပရီစဝါနဲ့ဆက်မောင်းလာရင်တရားလေရောက်မှာဘယ်သူကရဲလို့ရုပ်ရည်မှန်းလို့ရအောင်လူလုံးခွဲသွားချိန်မှာတော့ဟာတော့ပါပြီကွာဖေဖေနဲ့သူတို့ပဲဟိုဘက်ထိမှာကြိုပြီးစောင့်နေကြရဟာကမ္ဘာရန်သူအုပ်စုနှစ်စုကြားမှာကျွန်တော်တို့စုံတွဲဟာညပ်ပဲဖြစ်လို့နေရပါဘူးကျွန်တော်တို့ရက်ခွက်လမ်းကြိုလမ်းကြောတွေကိုသုံးပြီးရှောက်တင်းမောင်းနေရလို့ခီးဖြစ်နေကြတာပဲဖေဖေတို့ချက်ချင်းသတင်းရပြီးကားရင်းနဲ့လမ်းမကြီးတိုင်လိုက်လာတာမျိုးကျွန်တော်တို့ထက်ပိုဆိုးပြီးရောက်နေပုံရပါလိမ့်ဘာဆက်လို့မှမသိတော့လို့ဆိုင်ကယ်ကိုအချိန်တက်ပြီးတရားလုံးမှာကြားလိုက်ပြီးတော့ညစလုံးဆိုင်ကယ်ပေါ်ကနေဆင်းလိုက်ကြပါတယ်သူတို့တွက်ဆထားတဲ့အတိုင်းကျွန်တော်တို့ရောက်လာတာကိုတွေ့လိုက်ရတော့ဖေဖေတို့ဖွဲ့လှုပ်ရှားဖြစ်သွားပြီးကျွန်တော်တို့စီကိုအပြေးတစ်ပိုင်းရှောက်လာနေကြသလိုတစ်ဖက်ဖွဲ့ကဆိုင်ကယ်တန်တွေကလည်းနိကက်လို့လာနေပါပြီငါတို့ဘယ်လိုလုပ်ကြမလဲတဲ့ကျွန်တော်လက်မောင်းနှစ်ဖက်ကိုမြဲမြံနေအောင်ဆုပ်ခိုင်းထားရင်ဟိုဘက်ဒီဘက်ခြေနေကိုတလဲကြီးတီးကခက်ခတ်နေတဲ့တက်ကိုအာခုံတကြီးမေးလိုက်မိပါတယ်အရာရာမှာတွေးအေးနဲ့ရဲရင်ဥဆောင်နေကြတက်ဟာဒီတစ်ချိန်မှာတော့စိတ်တွေလှုပ်ရှားလွန်းလို့မျက်နှာလေးညီရဲပြက်ယွင်းလို့နေရှာပါတယ်ကျွန်တော်အမေကိုချက်ချင်းပြန်မဖြေနိုင်သေးပဲစက္ကန့်အနည်းငယ်လောက်စဉ်းစားနေတယ်လို့ငြိမ်သွားခဲ့ပြီးနောက်မှာကျွန်တော်ကိုလွတ်ထွက်သွားမှဆိုရလားပွေဖက်ထားခဲ့ပါလေကိုရင်းပြန်ခွာလိုက်ချိန်မှာတော့အသက်ဟာအချိန်တိုလေးအတွင်းမှာမယုံနိုင်လောက်အောင်တည်ငြိမ်သွားခဲ့ပြီဖြစ်ပြီးကျွန်တော်မျက်နှာကိုသူ့လက်လေးနှစ်ဖက်နဲ့ညှက်ကိုင်ကရွှွဆန်းဆန်းကြည့်ရင်အသက်ငါ့ကိုဘလောက်ထိချစ်တယ်လဲဆိုတာဖြေပြီးပါလားအသက်ရဲ့ခုလိုတရေရှင်ကြုံရတဲ့အချိန်မှာငါတို့ဒါရီကိုပြောနေဖို့ကျွန်တော်ပြောလို့မဆုံးသေးခင်မှာပဲအသက်ဟာသူ့လက်ညှိုးသွဲလေးနဲ့ကျွန်တော်နှကန်းကိုဖိကတ်ခါပိတ်လိုက်ပြီးရှူငါမင်းနေရာကိုသာတိချပြေးပြီးစမ်းပါဟာဒီရှင်တွေရောက်မှတော့ပြောနေစရာလိုလေးသလားဟာနင့်ကိုချစ်လွန်းလို့နည်းနည်းသာဝေးရရင်ငါယူသွားလိမ့်မယ်ထင်တယ်အသက်ရဲ့မြေဝုန်းအိမ်မှာခြေနဲ့ပီတီလွှမ်းခြုံသွားပြီးနှကန်းမှာလည်းជីနူးပြုံးလေးကတွဲလဲခိုးလို့ပြီးတော့လင်းနဲ့တဲ့အတန်နဲ့တလုံးချင်းတဲ့နင်ကပြောတာတွေကိုသူစီချာနားထောင်ပါငါတို့အခုသူတို့လက်ထဲကနေဘလို့မှလွတ်ဖို့လမ်းမမြင်တော့ဘူးပြန်မိသွားခဲ့ရင်လည်းအထွေးဆက်ဖို့နဲ့နင့်ဖေကိုနိုင်ရဖို့ငါပြန်ငါ့ကိုဟိုအဖိုးကြီးနဲ့အတင်းချက်ပေးစားတော့မှာပဲနင့်ကိုလည်းနင့်ဖေကငါနဲ့မကွဲအောင်ခွဲပြီးနိုင်ငံခြားအောင်ပို့လိုက်ပါပဲအဲ့ဒီလိုသာဆိုရင်ငါတို့နှစ်ယောက်ဒီတစ်သက်ပြန်ဆုံနိုင်ဖို့အကြောင်းမရှိတော့ဘူးဒီချိန်ဟာငါတို့အတွက်နောက်ဆုံးတွေ့ဆုံခြင်းလည်းဖြစ်သွားနိုင်တယ်ငါတို့နှစ်ယောက်ဒီလောက်ထိကြက်ကိုကြအသင်းနှစ်ယောက်ချစ်လာခဲ့ကြပြီးမှရှင်ခွဲကွဲရမယ်ဆိုရင်ငါဘလို့မှခံစားနိုင်မှာမဟုတ်ဘူးဟာအသက်ရှင်ရဲနေတော့ကိုမချစ်မနှစ်သက်တဲ့လူတစ်ယောက်ရဲ့ရင်ဝင်ထဲကနေပြီးကိုချစ်တဲ့သူကိုတန်းတာရင်ရင်ခွဲနာကြရမယ်အဖြစ်မျိုးဘယ်တော့မှဖြစ်မခံနိုင်ဘူးကိုချစ်တဲ့သူနဲ့မှမပေါင်းရရင်တော့ဘဝဟာပေါကုန်းမှမမောတွေ့တာကြမရှိရအောင်မို့တည်သွားတာမှပိုကောင်းမှသေးတယ်ဟာဒီစကားတွေပြောနေချိန်မှာအသက်ရဲ့မျက်လုံးလေးတွေဟာမျက်ရည်ကြီးတွေရွယ်ရင်ပြင်းထန်တဲ့စိတ်ခံစားချက်ကြောင့်အရေးအယောင်မျိုးစုံတစ်ဖြတ်ကူးပြောင်းလို့နေခဲ့ပါတယ်အသက်ကျွန်တော်ကိုဗာများပြောချင်နေတာပါလေအသက်ဟာပြစ်တဲ့တစ်ချက်ကိုအာယူဆိုင်လိုက်ရင်ဒီစုံတစ်ခုကိုယတိပြတ်ဆုံးဖြတ်ချက်ချလိုက်ပုံနဲ့နင်လည်းငါလိုပဲအချစ်တွေတတိရှိရမှာပါငါတို့ဒီဘဝမပေါင်းကြရမယ်တူတေတူရှင်ဘဝပေါ်ဟာအသက်ဟာမချစ်တင်ကဲရည်တံပြုရင်ကျွန်တော်လက်ကိုဆွဲကတရားလက်ရန်ပေါင်ရှိရာစီတို့ခေါ်သွားနေပါတယ်အသက်နင်ဘာလုံးလို့လဲငါတို့ကြောင့်ဒီတရားကြီးဘဝနဲ့တူခုံချပြီးကိုတက်တည်လိုက်ကြတာပေါ့ဒီဘဝမှာမပေါင်းကြရရင်လည်းနောက်ဘဝကျမှပျော်ပျော်ကြီးဆုံစည်းကြတာပေါ့ဟာ
မာယူရဲ့ဆန်ဆန်အသက်ရဲ့အပြောတွေကြောင့်ကျွန်တော်ရင်နဲ့ဒင်းကနေဆောက်ပုံသွားရပါတယ်ဒီလောက်ထင်အောင်လှုပ်ဖို့လို့လာတဲ့ရဲ့ကျွန်တော်ရဲ့တွန်းဆုပ်ဆုပ်လေးတန်ကြောင့်အသက်ရဲ့ချီတွေကကျွန်တော်ထံကိုစူးရဲစွာကြောက်ရောက်လာခဲ့ပြီးဒီလိုမှမလုပ်ရင်ငါတို့မှတခြားပါရေးကြများရှိသေးလို့ပြောသမ်းမအောင်ငါ့ကိုဟိုဖိုးကြီးရင်ဝင်နေနီကိုရိုင်းကရဲစစ်စစ်တွန်းပုံလို့လာရင်ဟုတ်လားအဲ့ဒီလိုတော့လေတက်ကိုကျွန်တော်အဖြစ်မခံနိုင်ပါဘူးအိုးဘာပဲဖြစ်ဖြစ်အသက်လည်းမင်းကလေးတယောက်ကတော့မှတတိရှိရှိပြတ်သားနိုင်သေးတာပဲငါကဘာလို့မှတွေးကြောင်နေရအောင်မလဲအသက်မရှိရင်ငါဘွားလည်းရှင်ရဲ့နဲ့တရားနဲ့မချဖြစ်တော့ရမှာမို့ဘာမှုနေရအောင်မလဲကျွန်တော်ကသဘောတူကြောင်အားပေးရဲ့အနေနဲ့တစ်ချက်ပြုံးပြလိုက်ပြီးနှစ်ယောက်သားလက်ချင်းမြင်းမြတွဲကတရားလက်ရန်ပေါင်ပေါ်အသက်ကိုရင်တက်စေပြီးမှကျွန်တော်လည်းတက်လိုက်ပါတယ်တရားအောင်မှမြစ်ပြင်ကျဲဟာအလွန်ရည်စည်းတန်လှပြီးတော့တဝေါဝေါနဲ့အချိန်ပြင်းစွာအဆက်မပြတ်စီးဆင်းနေပါတယ်အရင်ရင်ကဒီမြကြီးတဲ့မတော်တဆမျောပါသွားခဲ့ဘူးရဲ့သူသို့မဟုတ်တမင်တက်တဲ့ခုံဆင်းခဲ့ဘူးရဲ့သူတွေဟာဘယ်သောအခါကမှပြန်လန်းမရှိခဲ့ကြပါဘူးနောက်ပြီးကျွန်တော်ရောအသက်ပါရင်မကူတတ်ကြပါအသက်ကတရားပေါင်မထိုင်နေရကလက်ရန်ကိုနောက်ပြန်ကိုင်းပြီးအပြင်အောက်နားကခြေတပွားချတာရုံကပြင်းအစွန်းလေးပေါ်ကိုခြေချပြီးမတ်တက်ရလိုက်ပါတယ်ပြီးတော့ကျွန်တော်ကိုလက်ကမ်းပေးနေတာမို့ကျွန်တော်လည်းအစွန်းလေးပေါ်မှာလိုက်ပြီးခြေချရလိုက်ပါတယ်နှစ်ယောက်သားလက်ချင်းခိုင်ခိုင်တွဲထားလိုက်ကြပြီးလွတ်နေတဲ့လက်တစ်ဖက်စီကလက်ရန်ကိုကိုစီအားဖြူကင်ထားခဲ့ကြပါတယ်နှစ်ဖက်လူကြီးတွေတယောက်တစ်ပေါက်ဆူညံသွားနဲ့အထိတ်တလန့်အော်ဟစ်တားမြင်ရင်ကျွန်တော်တို့အနာကိုအပြေးလွှာရောက်လာကြပါတော့တယ်။တရားမှနာကပ်နာနဲ့နော်လိုင်းတစ်ခါခုံချပလိုက်ပါအသက်ရဲ့ချင်းချောက်တန်ကြောင့်လူကြီးတွေမှာမဆွဲရဲပဲတန့်သွားပြီးခက်ထကြောင်သွားကြခြင်းခိုက်တန်မှာပဲအသက်ရဲ့နှုတ်ဖျားအနေအနစ်နစ်လှလာကကြိတ်မိန်ပြိုသိထားခဲ့ပုံများရင်နာကြီးချက်တချို့ပွင့်အံလိုထွက်ကြလာခဲ့ပါတော့တယ်အခုမှငါတိမ်မှကြောက်နေကြရပေါ့လေဟုတ်လားရီလိုက်ချင်သေးတယ်တသက်လုံးကိုတွေးသားရည်လူများငါ့ပေါ်မြစ်တာထားခဲ့ကြလို့လားငါလေးလူတယောက်ပဲအချက်ခံခြင်းနဲ့ကျူးဆိုင်ခံခြင်းနဲ့ကြည်ကျင်နာနာဆက်ဆံပေးစေခြင်းနဲ့ငါလိုချင်ခဲ့တာအဲ့ဒီလောက်လေးပါပဲအဲ့ဒီစားနင်တို့ငါ့ကိုပြန်ပေးခဲ့ကြတာလားစိတ်တန်ရာဥပိ္ပခာနဲ့နာကျင်စရာကြီးပဲလူရောစိတ်ကိုပါအနိုင်ကျင့်ညှဉ်းပန်းနှိပ်စက်ခဲ့ကြတာခြေခွဲဆိုးနေမှုကြောင့်အသက်ရဲ့အတန်ကတုံကြီးအကွဲလိုနေပါတယ်မျက်ဝန်းအိမ်နှစ်ဖက်စီဟာမျက်ရည်ဦးကြီးတွေကလည်းရင်ဘတ်ပေါ်ကိုတပေါက်ပေါက်ကျဆင်းလို့ငါတိတ်ချစ်ပြီးငါ့ကိုလည်းပြန်ချစ်ပေးရသူကြောက်ရှိလာတော့ငါဘလောက်တောင်မှပျော်ခဲ့စိတ်ချမ်းသာခဲ့ရတယ်လေအခုတော့နင်တို့ရဲ့အတ္တနဲ့အတုံးချလို့မှုကြောင့်ငါဘဝတစားစီစုပ်ပြတ်တတ်သွားတော့မှာငါအသက်တည်သွားရင်တော့နင်တို့အားလုံးကိုမချေဘူးဆိုတာမှတ်ထားရခဲ့ကြအန်ကိုတင်းနေချေပြီးမျက်တောင်နေကြီးနဲ့သူ့စိတ်မျိုးတွေကိုနောက်ပြန်လှည့်ကြည့်ပြီးအသက်ပြောလိုက်ချိန်မှာကျွန်တော်ရင်တွေတိုင်းတိုင်းခုန်နေရင်းကပဲတသီးဝင်ရင်တဖြန်းဖြန်းထသွားရပါတယ်တစ်ဖက်ကိုစကားလှည့်ပြောနေချိန်ကျွန်တော်နောက်ဘက်ကနေပြီးတစုံကြောက်လက်ငိုက်ချင်းကန်လာတာကိုမျက်ဝန်းတောင်ကနေလှစ်ခနဲမြင်ပြီးအခြေအနေကိုရိတ်စားမိလိုက်တဲ့အသက်ဟာကျွန်တော်ပါကိုနောက်ဆုံးအနေနဲ့အနမ်းတပွင့်ပေးပြီးတာနဲ့မျက်စိစုံမိတ်ခါကျွန်တော်လက်ကိုကြစ်ကြစ်ပါအောင်စုပ်ကိုင်ပြီးတရားအောင်မြစ်ထဲသို့ခုန်ချလိုက်ပါတော့တယ်ဟင်ဟာအိုးသမီးအသက်အမလီသားကြီးမမီမမျောလေးမင်းငဲစံပေါင်းအွန်လိုက်တဲ့မမီအော်တန်ကိုကြားလိုက်ရတဲ့ချိန်ထဲမှာပဲအသက်ရဲ့ဆွဲအရှိန်နဲ့ရှေ့ကိုရိုင်းချသွားတဲ့ကျွန်တော်ခန္ဓာကိုယ်ဟာမတိစိတ်ရဲ့အလိုလျောက်တုံ့ပြန်မှုကြောင့်ကိုယ်တိုင်နာမထင်မှတ်ထားတဲ့ပြုမှုတစ်ခုကိုကျွန်တော်ပြုလိုက်မိပါတော့တယ်နေရန်တွေကိုစိတ်အောင်ဖြော့ဖြော့ဆေးချစ်ထားတဲ့အတန်လုံးကုသကန်တဲမှာစိတ်ဖိစီးမှုကိုရော့ချစေနိုင်တဲ့တိခိတတန်တဲ့ပြန့်လွင့်လျက်ရှိပါတယ်အခန်းရဲ့ညာဘက်တောင်ရှိနုညံ့အစ်ဆက်နေတဲ့စူပါရှိပေါ်မှာအသက်28နှစ်အရွယ်ကလူရွယ်မျိုးသားတူလှဲလျောင်းလို့နေပါတယ်ထိုလူရွယ်ကိုဆေယောဟာအထုကုဆရာဝန်ကြီးဥတုခကအိမ်ငွေချခြင်းနီလန်းနဲ့ကုသပေးဖို့အတွက်လူရွယ်ရဲ့မတိစိတ်ထဲမှာပိတ်လောင်ထားတဲ့တကားတွေကိုတစ်ချက်ချင်းစတင်ဖွင့်လှစ်လိုက်ပါတော့တယ်ကုမှုတဝေဆရာခွန်တော်ကောင်းကောင်းကြားရတယ်နော်ဟုတ်ကဲ့ကြားရပါပြီဗျာလူတွေကသူကြားသိပါကြောင်းလေးထွတ်အတန်နဲ့တလုံးချင်းပြန်ဖြေနေပါတယ်ဆရာပြောတာတွေကိုစူးစိုက်နားထောင်ပြီးဆရာမီးတာတွေကိုဖြေပြီးပါနော်လူတွေကခေါင်းကိုညှိနေဆိုရုံလေးညှိပြပြန်ပါတယ်အခုကွန်ပျူတာဝေရဲ့အသက်က16နှစ်ဇာတိမြို့လေးကအိမ်မှာရှိနေတယ်
ဆယ်ရန်ဖြေကန်နီးစာရီသေးအန်တက်နေရတဲ့အချိန်ပေါ့ကွန်မူတာဝေကဂရင်ပေါ်မှာထိုင်ပြီးလက်ထဲကတစ်ခုခုကိုငုံကြည့်နေတယ်အဲ့ဒါကဘာလင်းများဖြစ်မလဲဗျလူရည်မျိုးသားကမျက်စိမိတ်ထားလျက်ကနေပြီးတော့မျက်မှောင်နှင်းငယ်ကျုပ်ကမျက်နှာအမူအရာစတင်ပြောင်းလဲလာတာကိုဆရာဝန်ကြီးကအကဲခံနေပါတယ်အသက်ကျွန်တော်ချစ်သူအသက်ရေးပေးလိုက်တဲ့စာကိုဖတ်နေတာပါလူရွယ်ရဲ့အတန်ကတခုခုကိုစိုးရိမ်ပူပန်နေတယ်လို့တုံရင်လှိုက်မောလို့နေပါတယ်အော်ဟုတ်လားစာအုပ်ဖတ်ပြီးတော့ကွန်ပျူတာဝေကအိတ်ခင်းထဲမှာကြောဖို့အကြီးကိုလွယ်လမ်းတွေခောက်တောက်ခောက်ပြန်ရှောက်ပြီးစိတ်တွေလှရှားနေပုံရတယ်တနည်းအားကိုများသွားမလို့လားဗျတရားရောက်ကိုမျောနေတဲ့ပုံပဲဘသူ့ကိုများစောင့်နေရလဲဗျလူရဲဟာတဖြည်းဖြည်းအသက်ရှူတဲ့တွေပြင်းလာပြီးခန္ဓာကိုယ်ကပါအနှင်းငယ်လှုပ်လှုပ်ရွရွဖြစ်လာတာကိုတွေ့ရတာမို့ဆရာဝန်ကြီးကနှကန်းတုံယုံပြုံးလိုက်ပါတယ်သူ့ရဲ့အတိတ်ကစိတ်ထန်ရာတွေကိုပြန်လဲတူးဆွားပြီးကုသခြင်းနီလန်စတင်ပြီးတက်ဝင်လာပါပြီအသက်သူကျွန်တော်ကိုလောက်ခေါ်မယ်ဆိုလို့သူ့အလားကိုစောင့်နေတာပါအဲ့ဒီချိန်ကစိတ်ခံစားချက်တွေဆရာကိုတခုမကြမ်းအသေးစိတ်ပြန်ပြောပြပါလားရင်ထဲမှာဘလို့တွေဖြစ်နေခဲ့သလဲလူရဲက6တွေ့နေတဲ့သူ့နှကန်းကိုရှာနဲ့တစ်ချက်တက်ပြီးဆိုးဆွစေလိုက်ပြီးနောက်မှာကျွန်တော်တို့ချစ်သူနှစ်ယောက်ဘဝတစ်ခုထူထောင်ကြဖို့လူတွေနဲ့ဝေးရကိုထွက်ပြေးကြတော့မယ်ဆရာဟောအသက်အောက်မှာရောက်နေကြအောင်ချက်ပေးနေပြီဆရာကျွန်တော်ဗရင်ဘောက်ကနေတွေ့ဆင်းသွားရတော့မယ်လူရွယ်ရဲ့မျက်နှာဟာပြုံးရောင်တန်းလာပြီးမျက်လုံးအောက်ကသွေးကြောလေးတွေလှုပ်ခုန်လာရုံသာမကနှကန်းနှလွှာကပါတဆက်ဆက်တုံလို့နေပါတယ်မတွေ့ရတာကြတော့လွမ်းလိုက်ရတာတဲ့စိုက်ကငါမောင်းမင်းနင်ကဟောက်တေချာဖက်ပြီးနောက်ကထိုင်လိုက်ခဲ့နော်ငါတို့ဘယ်တော့မှမခွဲတော့ဘူးနော်ငါရင်ဘက်ကိုနင်းစမ်းကြည့်လိုက်စမ်းနှလုံးသားတွေခုံရလုံးလို့အပြင်ကိုပေါက်ထွက်လာတော့မလို့ပဲအေးပါနင်ပြောရလမ်းတိုင်းငါမောင်းနေပါတယ်ဒီလမ်းတွေငါကြွန့်ပြီးသားပါဟာစိတ်ချလက်သာလိုက်စီးခဲ့တယ်မှာငါပျော်လုံးလို့ပါတဲ့ရဲ့အတိတ်ကပျော်စရာရင်ဖိုစရာအချိန်တွေစီတစ်ခေါက်ပြန်ရောက်နေတဲ့လူတွေကိုအနောက်ရှက်မပေးပဲဆရာဝန်ကြီးကသူပြောသမျှနားထောင်ပေးနေပါတယ်ဟာသူတို့လိုက်လာကြပြီဟင်ဟိုဘက်ထိန်မှလည်းဖေဖေတို့ငါတို့ဘယ်လိုလုပ်ကြမလဲရင်တဲ့လူတွေဟာပြောရင်တဖြည်းဖြည်းနဲ့ရှိုက်တန်ထွက်ပေါ်လာကခန္ဓာကိုယ်ပါတဆတ်တုံခါပြီးစိတ်ခံစားချက်အထို့ထိတ်ကိုရောက်ရှိလာပါတော့တယ်အသက်နင်ငါ့ကိုအဲ့လိုမျိုးလုံးကြီးနဲ့မကြည့်ပါနဲ့တဲ့ရင်ငါတမင်လက်တွဲဖြုတ်ပြီးချမ်းရစ်ခဲ့တာမဟုတ်ပါဘူးငါဘာဖြစ်သွားလဲဆိုတာငါတော့မသိလိုက်ရပါဘူးဟာငါမညာပါဘူးငါတောင်းပန်ပါရဲ့တဲ့ရင်ငါ့ကိုယုံပါဟာနင်မရှိတော့ရဲ့နောက်အဖြစ်ရှိရဲ့စိတ်နဲ့ငါကြောင့်တည်းဘလို့ရှင်တိုင်နေရတယ်လဲဆိုတာနင်သိငါ့ကိုနားလည်ပေးနိုင်မှာပါငါလေးနင်နောက်ကိုလိုက်ခဲ့ဖို့ထပ်ကြိုးစားတိုင်းငါ့ကိုခွင့်မပေးကြတော့ဘူးငါတနည်းမှမပြောခဲ့ရတယ်လို့နင်ကိုလည်းဘလို့မှမေးမရဘူးငါလေးတေးလဲတေးလို့မရယူလဲယူမသွားခဲ့ဘူးငါအတွက်တော့ရှင်တန်နေရတာတကယ်လောကငရေပါပဲဟာဒီနေ့ဖို့ဒီလောက်ဆိုတော့လောက်ပြီနောက်ဆက်ရှင်တွေကြာမှကိုအဖြစ်တင်စိတ်တွေရော့ချစေဖို့တဆင့်ပြီးတဆင့်ဆက်ပြီးအချိန်ယူကုသပေးရမယ်ခုတော့ထုံးစံတိုင်းအိမ်မွေချပြီးနောက်မှာလူနာရဲ့စိတ်ထဲမှာဆွဲထင်ကြံရစ်စေမယ့်အကြံပြုချက်ပေးသင့်ပြီလို့ဆရာဝန်ကြီးကဆုံးဖြတ်လိုက်ပြီးတဲ့နောက်မှာတော့ဟုတ်ပါပြီကိုမှုတက်ဝေခမစိတ်တွေတိတ်ပြီးပင်ပန်းသွားပြီခဏလောက်အိမ်ရင်စိတ်အေးလက်အေးနားယူလိုက်ပါအောင်နော်နိုးလာတဲ့အခါခမစိတ်တွေအေးချမ်းသွားမှာပါအဲ့လိုတိမ်မွေ့ပြီးဩဇာရှိတဲ့တန်နဲ့အမိန်ပေးပြီးမကြခင်မှာလူရွယ်ဟာငြိမ်ချသွားပြီးကလေးတစ်ယောက်လိုအပူပင်ကင်းစင်တဲ့မျက်နှာထားနဲ့အသက်မှန်မှန်ရှူရင်းအိမ်မောကျသွားပါတော့တယ်ဆရာဝန်ကြီးဟာသူ့ရဲ့ဆေးမှတ်တမ်းမှာလူနာကိုစမ်းသပ်တွေ့ရှိရတဲ့မှတ်ချက်ကိုအောက်ပါအတိုင်းရွေးသွင်းလိုက်ပါတော့တယ်လူနာသည်အတိတ်ကဖြစ်ရဆိုတစ်ခုတွင်မိမိကိုမိမိကာကွယ်လိုသော survival instinct ရှင်သန်လိုစိတ်ဗီဇကြောင့်ချစ်ရသူရဲ့လက်ကိုမတိစိတ်ဖြင့်လွှတ်ချလိုက်မိခဲ့သည်ထိုဖြစ်ရပေါ်မိမိကိုမိမိအပြစ်မကင်းတဲ့ကဲ့သို့ခံစားနေရသော survival guilt ဒီလူနာရဲ့စိတ်ကို
အကြီးကျယ်တန်းရာရစေခဲ့ပြီးလက်ရှိတွင်ပြင်းထန်သောစိတ်ဝေဒနာကိုခံစားနေရခြင်းဖြစ်သည်